တိုင်းတစ်ထောင်နီးပါးပေါ့နော်950လောက်ခေါ်ထားတဲ့ကားကိုလူချင်းတစ်ခါမှမတွေ့ပဲနဲ့ကားတောင်လာမကြည့်နိုင်ဘူးကိုယ်နယ်ရရင်ရန်ကုန်လှမ်းပြီးတော့တိုင်း100လောက်ဆက်ရန်လွဲပြီးတော့ဘယ်လိုပြောရမလဲဆိုတော့တန်းဝယ်တာတွေပါကြုံဘူးလားဘဝမှာလေအဲ့ဒါဘာကြီးလဲသိလားတွေးကြည့်ရင်ပေါ့နော်သူတို့တွေကအဓိကကတော့ပတ်စံကုန်ပြီးတော့စိတ်ချမ်းသာမှုကိုဝယ်တယ်လို့ကျွန်တော်ခံစားရပေါ့နော်ဒီလူစီရရင်ဝယ်လိုက်ရင်ဒီလူနဲ့အလုပ်လုပ်ရရင်သူတို့စိတ်ထဲမှာယုံကြည်မှုပိုရှိတယ်စိတ်ချမ်းသာမှုရတဲ့အတွက်ကြောင့်သူတို့တွေကစိတ်ချမ်းသာမှုကိုဝယ်တယ်လို့ကျွန်တော်ခံစားရတယ်ကျွန်တော်ကအမြန်လန်းကြီးပေါ်ရောက်နေပေါ့နော်ကျွန်တော်ဒီကားလေးကို Reddit ရုပ်ပြောင်းလေးပေါ့နော်ဟိုနေ့ကကျွန်တော်တင်ထားတယ်950နဲ့တင်ထားတယ်ကားလေးကအော်သေးပတ်လည်လေးနဲ့အဲ့ဒီကားလေးကိုကျွန်တော်လည်းတခါမှအဲ့လူကိုမမြင်ဘူးသူကလည်းကျွန်တော်ကိုပဲမြင်ဘူးတယ်ကျွန်တော်လည်းသူ့ကိုဘယ်သူမှန်းတောင်မသိဘူးဒီနေ့ချိန်ထိနာမည်တောင်ကျွန်တော်မသိဘူးဗျာသိလားအဲ့လောက်ထိကျွန်တော်ပြောရကျွန်တော်တိန်း100ဆယ်ရန်ချတယ်ကားကိုကိုလင်းကားအိမ်ကောင်းရင်ပြီးရောကိုလင်းကားအိမ်စီကကားကိုယုံတယ်ကိုလင်းကားအိမ်နဲ့ပဲအလုံးလုံးချင်ပါတယ်ဆိုပြီးတော့နေပြည်တော်ကရင်လှမ်းဝယ်လို့ကျွန်တော်အခုဒီကားလေးကိုနေပြည်တော်ကအကိုတရားကိုသွားပို့ပေးနေတယ်နော်ကားကိုတိန်း100ဆယ်ရန်လွဲပြီးလှမ်းဝယ်တာသူ့ကိုလည်းကျွန်တော်မသိဘူးပေါ့နော်နာမည်လည်းမသိဘူးဦးချိန်ဒီဘာမှန်းတော့မသိဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်သွားပြီးတော့အခုကားကျွန်တော်ကိုယ်တိုင်ကျွန်တော် customer ကိုကျွန်တော်ကိုယ်တိုင်သွားပို့ပေးတယ်ပေါ့နော်ဒါကျွန်တော်ကသူတို့တွေအဲ့လိုကျွန်တော်ကို respect ပေးတဲ့အတွက်ကျွန်တော်လည်းဝမ်းသာတယ်အလုပ်လုပ်ရကျွန်တော်ပေါ်လူတွေကယုံကြည်မှုရှိတယ်ကျွန်တော်နဲ့ပဲအလုပ်လုပ်ရစိတ်ချမ်းသာတဲ့အတွက်ကြောင့်ကျွန်တော်ဒီအများကြီးဘယ်လိုပြောရမလဲကျင့်တတ်ပါတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်အခုကျွန်တော်နေပြည်တော်ရောက်နေပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်အခုနေပြည်တော်သွားနေတယ်ပေါ့နော်နေပြည်တော်ရောက်ရင်ဆက်ပြီးတော့ကျွန်တော်ရဲ့ blog လေးတွေဆက်ပြီးတော့ကြည့်ပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒါနဲ့အခုကျွန်တော်နေပြည်တော်ရောက်နေတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်ယုံရရင်ဒီနေပြည်တော်ကအကိုကခုနကကျွန်တော်ပြောခဲ့တယ်ပေါ့နော်လူချင်းလည်းမတွေ့ဘူးမြင်လည်းမမြင်ဘူးပဲနဲ့ online ရရင်တင်ညာနဲ့ကြီးစင်ရန်လွဲပြီးတော့ဒီကားလေးကိုအကြောင်းဝယ်ဖြစ်သွားပါတယ်ပေါ့နော်အဓိကဆိုလိုချင်တာကဒါလေးကိုအခုလိုမျိုးယုံကြည်ကြည်နဲ့လူချင်းမသိမမြင်ဘူးပဲနဲ့ဒီခေတ်ကြီးထဲမှာပေါ့နော်ယုံကြည်ကြည်နဲ့ဒီအကြောင်းဝယ်လုပ်တဲ့အတွက်လည်းအများကြီးကျွန်တော်ဘက်ကလည်းကျေးဇူးတင်ပါတယ်အခုလို customer တွေကယုံကြည်ကြည်နဲ့ကျွန်တော်ပေါ်လည်းအများကြီးစွန့်စားပေးတဲ့အတွက်လည်းကျွန်တော်လည်းဒီတက်မကပို့ပြီးတော့facility ကောင်းကောင်း service ကောင်းကောင်းနဲ့ပေါ့နော်ဒါကားလေးတွေကိုဆက်ပြီးတော့ရောင်းချပေးအောင်မယ်ပေါ့နော်ပြီးတော့ဒီဂျုံညီမှုကဒီလူကဒီစိတ်ချမ်းသာမှုနဲ့ဒီကားဝယ်တယ်ဆိုတော့အဓိကကတော့လူတိုင်းကားရောင်းနေရပဲဒါပေမဲ့အဓိကငွေကြေးဝယ်တာထက်ကိုစိတ်ချမ်းသာမှုတစ်ခုကိုငွေနဲ့ပေးဝယ်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဝယ်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အခုကျွန်တော်ကအခုနေပြီးတော့မှာပေါ့နော်အခုဒီကားလေးကိုဒီနေ့အခုပဲငွေချေပြီးသွားပါပြီစာချုပ်လက်မှတ်ထိုးပြီးရင်အားလုံးပြီးသွားပြီပေါ့နော်ဒါလေးကိုကျွန်တော်ကဒီကျွန်တော်ရဲ့ဒီအများတန်းကျွန်တော်စောင့်ကြည့်နေတဲ့ကျွန်တော်ရဲ့ဒီ follower တွေကိုကျွန်တော်ကပြောပြချင်တာပေါ့နော်ဒီကျွန်တော်ရဲ့ဒီကားရောင်းတာလေးတွေကားဝယ်တာလေးတွေကိုစနစ်တက်တယ်ဆိုရင်ဆက်ပြီးတော့ဒီ follower လေးလုပ်ပေးပါအောင်လို့ကျွန်တော် YouTube channel တွေပါမှာပေါ့ subscribe တွေပါလုပ်ပြီးတော့ follow လေးလုပ်ပေးပါအောင်လို့ကျွန်တော်မေတ္တာရက်ခံချင်ပါလေကျေးဇူးတင်ပါတယ်ဗျကျွန်တော် link ထားအိမ်ပါ